မြန်မာအနာဂတ်ဘယ်သူကြိုးကင်မလဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့အရင်ဗီဒီယိုရဲ့အဆက်ဖြစ်တဲ့အာရခတက်တော် AA နဲ့ဝါတက်တော် UWSA နှစ်ဖွဲ့မှာအဆက်သတ်မှတ်ချက်အရဘယ်အဖွဲ့ကပို့အသာရနိုင်မလဲဆိုတာကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်အဆက်နှစ်ကိုပြောပြပေးပါမယ်အဆက်နှစ်ကတော့အာရခတက်တော် AA ပဲဖြစ်ပါတယ်ဘာကြောင့်နံပါတ်2လဲရှင်းရှင်းလေးပဲစဉ်းစားကြည့်ရအောင်ပါကျန်တဲ့အဖွဲ့တွေအလုံးဟာကုန်းတွင်းပိတ်တောင်တန်းတွေပေါ်မှာလဲပတ်နေချိန်မှာသူတို့ကဘင်္ဂလားပင်လယ်အော်ဆိုရဲနိုင်ငံတကာရေကြောင်းထွက်ပေါက်ကိုတိုက်ရိုက်ထိုးဖောက်လိုက်တယ်။ဒါဟာတာမန်စစ်ရေးအောင်ပွဲမဟုတ်ဘူး။အိန္ဒိယရဲ့ကလပ်တန်စီမံကိန်းတရုတ်ရဲ့ကြောက်ဖြူရည်နဲ့စိတ်ကန်းဒီအင်အားကြီးနိုင်ငံနှစ်ခုရဲ့ဒေါ်လာဘီလီယံချီတဲ့အသက်သွေးကြောပေါ်မှာတဲ့တဲ့ကြီးသွားထိုင်လိုက်တာပဲ။နေပြည်တော်ကိုတန်တမန်ရေးအရာအပြတ်သက်ကြော်ဖြတ်ပြီးအိန္ဒိယနိုင်ငံတွေကသူတို့နဲ့ဓာတ်ရိုက်လာရောက်ဆွေးနွေးရမယ့် de facto state တခုအဖြစ်နဲ့အခိုင်အမာတိစောက်လိုက်ပြီးသူတို့ဟာစစ်ရေးအဟုန်ကိုအမြင့်ဆုံးသုံးပြီးတော့ကစားကွင်းစီးမြင်တွေကိုအပီးတိုင်းပြန်ပစ်ခဲ့တယ်။ဒါဆိုဒီလောက်ဆွမ်းဆောင်နိုင်တဲ့အဖွဲ့ကဘာလို့နံပါတ်1မဟုတ်တာလဲ။ဒီကစားကွက်ကိုနောက်ပြန်ဆွဲကြည့်လိုက်ရင်အဖြေအထင်ရှားတယ်။သူတို့ဟာ institution ကိုတိစောက်နေစေမှာပဲရှိသေးတယ်။စစ်ပွဲတွေနေ့စဉ်ဖော်ဆောင်နေရစေမို့လူသားအရှင်အမြင့်လက်နက်ခဲယမ်းနဲ့ငွေကြေးတွေကိုအများအများပေးဆက်နေရတယ်။မြေပြင်မှာသွေးထွက်တန်ရုံမှုတွေအပြက်စီးတွေနဲ့ရင်းနှီးနေရစေဖြစ်တယ်။လေကြောင်းရန်ကိုအပြည့်အဝကာကွယ်နိုင်တဲ့လေရင်ပစ်ဒုံးကြီးစနစ်တွေကိုပိုင်လက်နက်ဆိုင်ရုံအကြီးစားတွေလိုအပ်နေစေဖြစ်တယ်။ဒါဆိုရင်မြမအာနာမြေပုံရဲ့အထွတ်ထိပ်နံပါတ်1ကဘာတူလဲ။အဆင့်1 UWSA ဝါတက်ဒီညမှာကျွန်မအဓိကထောက်ပြချင်တာကစစ်ပညာမှာအမြင့်ဆုံးအောင်မြင်မှုဆိုတာမတိုက်ပဲအနိုင်ယူခြင်းပဲ။ဝါဟာအဲ့ဒီအဆင့်ကိုရောက်နေအောင်ဆယ်စုနှစ်နဲ့ချီကြပြီ။တနိုင်ငံလုံးမီးဟုံးဟုံးတောက်နေချိန်မှာပန်ဆန်းမှာတနက်တစ်ချက်မှမဖောက်ဘူး။လူတယောက်မှမသေးဘူး။ဒါပေမဲ့မြောက်ပိုင်းတစ်ခွင်လုံးလှည့်ပတ်နေတဲ့လက်နက်ခဲယမ်းခင်မီဒရုန်းတွေနဲ့စစ်ရေးနည်းပညာတွေဟာပန်ဆန်းကစက်ရုံတွေစီကနေအဆက်မပြတ်စီးဆင်းနေတယ်။သူတို့ဟာတခြားအဖွဲ့တွေအတွက်လက်နက်တိုက်တာမကပဲနဲ့စီးပွားရေးအရာပါဗဟိုဘဏ်လိုအလုပ်လုပ်နေ။သူတို့ဟာကိုယ်ပိုင်ဘဏ်စနစ်လျှက်စစ်မီတရုတ်မိုဘိုင်းကွန်ရက်တွေနဲ့ independent economy ကိုလုံးဝအပြေအဝတိစောက်ထားပြီးသား။သူတို့ရဲ့တပ်ဖွဲ့ဝင်3000ကျော်နဲ့လေရင်ပစ်ဒုံးကြီးတွေဟာစစ်တိုက်ဖို့မဟုတ်ဘူး။သူတို့ရဲ့အေယာမစီးပွားရေးအင်ပါယာကြီးကိုဘယ်သူမှလာမထိရဲအောင်ဟန်တာဖို့တတ်ပဲတခြားအဖွဲ့တွေကနေမြေရဖို့သွေးနဲ့ရင်းနေရတဲ့အချိန်မှာဝါကအဲ့အဖွဲ့တွေအတွက်ကြီးစံထုတ်ရောင်းပြီးပန်းတိုက်တဲ့ဒေါ်လာတွေထပ်ဖြည့်နေဒါဟာအေးဆက်ဆက်အမှန်တရားပဲနေပြည်တော်ကနေအာနာရီအပိုင်းပိုင်းပြတ်ထွက်သွားတဲ့အခုလိုမျိုး The New Power Map မှာအောက်ခြေကနေအပေါ်အတင်းထိုးတက်လာတဲ့တိုက်ခိုက်ရေးသမားတွေရှိတယ်အခွင့်အရေးကိုမိမိရရစုပ်ကိုင်တဲ့ကုန်သွယ်ရေးသခင်တွေရှိတယ်ဒါပေမဲ့ဒီကစားဝတ်တစ်ခုလုံးကိုနောက်ကွယ်ကနေခလုတ်ကင်ပြီးအတန်တိတ်ကျိုးဆဲနေရကတော့ဝါပါပဲသူတို့ဟာမြမမြေပြမှာပြိုင်ဘက်ကင်းအာဏာရှင်အစ်စ်ဖြစ်ပါတယ်အချုပ်အဖြစ်ပြောရရင်ဒီထိတ်သီးငါးပွဲဟာမြမမြေပုံကိုကိုစီခွဲဝေထိန်းချုပ်လိုက်ပြီးအရင်လိုဗဟိုချုပ်ကင်မှုဆိုတာစက်ကူပေါ်မှာပဲကျန်တော့တယ်စနေဟောင်းအပီးတိုင်ပြိုကျသွားပါပြီလို့ပြောရင်အခုတင်ပြချက်လေးကိုနှီးကုန်းချုပ်လိုက်ပါတယ်နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းမဲ့သတင်းဆောင်မများကိုကြည့်ရှုလိုပါက channel လေးကို subscribe လေးလုပ်ခဲ့ပေးထားအောင်နော်ကြည့်ရှုသူများအားလုံးဘေးရန်ကင်းကြပါစေရှင်